Hi guys, welcome back. ဒီနေ့ကတော့ Amy ရဲ့မနက်မိုးလင်းရနေပြီးတော့ညဘက်အိတ်တဲ့အချိန်ထိဘာတွေလုပ်သွားလဲဆိုတာကို sharing ပေးမဲ့ vlog လေးပဲဖြစ်ပါတယ်။ပုံမှန်ဆိုရင်မနက်အစောကြီး class တွေမရှိပေမဲ့ဒီနေ့ကတော့ online class လေးရှိလို့မနက်အစောကြီးထားပြီးတက်ရပါတယ်။တချိန်လုံးမြင့်မှန်တက်ခိုင်းတာပဲပေါ့နော်။ Amy ကတော့စာကြည့်ရဲ့အချိန်ပဲအဓိကထားပြီးတက်ဖြစ်ပါတယ်။ class စချင်းမှာရစာတေချာလိုက်လို့နေပေမဲ့လည်းနောက်ပိုင်းမှာတော့ညဘက်စောစောမအိတ်တော့ဒီလိုပြဿနာကြီးဖြစ်လာပါတယ်။ ကဲ class လေးပြီးသွားပြီဆိုတော့ get ready with me blush လေးကတော့ Amy ရဲ့ currently favorite ပါအခုတလောအပြင်သွားတာပဲဖြစ်ဖြစ်ကြောင်းသွားတာပဲဖြစ်ဖြစ်ဒီ blush လေးပဲသုံးဖြစ်နေပါတယ်ကဲကြောင်းသွားနေပါပြီဒီ look ကတော့ကြောင်းသွားလိုက်ဒီ look ပဲအပြင်သွားလိုက်ဒီ look ပဲပေါ့နော်တစ်မျိုးပဲဖြစ်တတ်ပါတယ်တဲ့ရောက်တော့ပထမဆုံးအချိန်ကအချိန်ပေါ့နော်အဲ့ဒီအချိန်မှာတော့မပြည့်တဲ့ homework တွေ assignment တွေလုပ်လို့ရပါတယ်။ favorite တိုင်းရောက်တော့လေစကားများရယ်ပြီးတော့အိမ်ရောက်ခဲ့ပြီးလိုက်တဲ့အတီးစားရယ်ပြီးရင်တော့တကယ် physics class ရောက်လာပါပြီ။၃နိုင်ခွဲကျတော့အတန်းပြီးရပေါ့နော်အမမဝင်ပြီးတော့ကားပေါ်မှာပဲမှုတ်စားရယ်။ကျောင်းကပြန်ရောက်ပြီးတော့အိမ်လဲအိတ်ပြီးစားလဲစားပြီးတော့ရဆိုတော့ Amy ကအခု language အသစ်တစ်ခုကိုသင်နေရပေါ့နော်အဲ့ဒါကို self study ပြန်လုပ်ပါရယ်မလုပ်တာတော်တော်ကြာနေပြီပေါ့နော်ပြီးတော့9နာရီခွဲကျတော့ chemistry class တက်ရပါတယ်ဒီချိန်စသင်နေတဲ့အချိန် camera ခဏပိတ်ပြီးတော့အဲ့လိုပဲပေးမြပါတယ် class က7ခွဲပြီးတော့ဘာကိုခဏလုပ်တယ်ပေါ့နော်ပုံလေးကလွန်ခဲ့2နှစ်က Amy ဆွဲထားတာပါဒီနေ့တရက်လုံး class တွေလည်းအကုန်ပြီးသွားပြီဆိုတော့ makeup တွေဖြတ်မယ် skin care လုပ်မယ်ပြီးသွားရင်တော့အိပ်ပါရမယ်တကယ်တော့လေမအိပ်ဘူးသိလားနောက်မှကြည့်လိုက်ရုပ်ရှင်ကြည့်အောင်ပါကဲ Amy ရဲ့ကောင်မလေးအကောင်လုံးဒီလိုခါချမ်းပန်းနဲ့မျက်နှာကိုသုံးမယ်ဆိုလို့ရှိရင်တော့ဖြည်းဖြည်းပဲသုံးကြပါမဟုတ်လို့ရှိရင်ငယ်ငယ်လေးနဲ့အရေးအကြောင်းတွေဖြစ်လာလိမ့်မယ်ပေါ့နော် Amy ကတော့ speed ကိုမြင်တာဆိုတော့အရင်လောက်တလို့ဖြစ်သွားတယ်Amy ရဲ့တပတ်မှာ9ရက်လောက်ကတော့တိုနာသုံးတယ် moisturizer သုံးတယ်ပြီးတော့ night cream လိမ့်ပြီးတော့အိတ်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့ Derma Max တွေသုံးပြနေတာပါကဲအခုကတော့ Amy ကိုရဲ့စကားများခင်းရောက်လာပါပြီဒီ P.F. Max လေးကဘယ်လိုကောင်းတာဒီ facial cleanser လည်းဘယ်လိုကောင်းတာပါညာ recommend ပေးနေတာပါဒါပေမဲ့အတန်တော့ဖြတ်ထားပါတယ်Amy မျက်နှာကိုကြည့်လိုက် makeup တွေပါလိမ့်ထားတော့ကျတော့မျက်ကွင်းညိုတာတအားမသိတာပဲ makeup ဖြတ်ပြီးတော့ skin care လုပ်ပြတဲ့အချိန်ကျတော့မျက်ကွင်းညိုတာကြီးအရင်သိတာလာတယ်Amy ရဲ့နှာခမ်းပါးတွေပါတော့တချို့ကောင်မလေးလိုမျိုး lipstick crazy မဟုတ်ဘူးပေါ့နော်။ဒါကတော့နှာခမ်းအရင်ချောက်လို့ lip balm ဆိုတာပါ။ကဲ finally ဒါကတော့ Amy ရဲ့တရက်လုံးမှာအကြိုက်ဆုံး part ပဲဖြစ်ပါတယ်။အချိန်ကလည်းတနား15ဖြစ်သွားပြီပေါ့နော်။ဒါပေမဲ့မအိတ်သေးတဲ့နဲ့ K-drama ကြည့်ပြီးမှအိတ်ပါမယ်။အားလုံးပဲ Amy ရဲ့ vlog လေးကိုအဆုံးထိကြည့်ပြီးလို့ thank you ပါ see you in next video bye bye